ထုတ်တဲ့စာအုပ်ရှိမဂ္ဂဇင်းစာအုပ်ပေါ့နော်အဲ့ဒီကျောင်းကထုတ်တဲ့မဂ္ဂဇင်းစာအုပ်ကလည်းဆရာဆရာမတွေကပဲဦးစီးတာပဲဆရာဆရာမတွေကပဲရေးကြတာပဲအမားတို့ကတော့ဝင်ရေးလို့ရတယ်ပေါ့နော်ဆိုတော့အမားတို့ရေးကြသားကြပြီးဆရာဆရာမတွေကိုတွားအပ်လိုက်တယ်အဲ့လိုက်တော့ဆရာဆရာမတွေကလည်းဒါကနိုင်ငံရေးနဲ့ပတ်သက်လို့ဘာမှမထိခိုက်ဘူးပေါ့နော်ကလေးတွေအတွက်လည်းကောင်းတယ်ဆိုရင်ဆရာဆရာမတွေထည့်တယ်ပေါ့ဆိုတော့အဲ့လိုမျိုးပဲဒါပေမဲ့ပါဖို့တော်တော်ခက်ပါတယ်ဆရာဆရာမတွေပဲရေးကြတာများတာဆိုတော့အဲ့လိုမျိုးကာလဒါပေမဲ့မတို့ရန်ကုန်ရွှေပိုင်းတက္ကသိုလ်ကိုပြန်ရောက်တဲ့အခါကျတော့ဘာတွေဖြစ်နေပြီလဲဆိုတော့ကျောင်းသားများသမဂ္ဂဆိုတာလည်းရှိလာတယ်နောက်ပြီးတော့ကြပြားအသင်းတို့စာဖတ်ဝိုင်းတို့စာဖတ်အသင်းတို့တောင်တက်အသင်းတို့အဲ့ဒါမျိုးတွေကပြန်ပြီးတော့လူငယ်တွေကြားမှာပြန်ရောက်နေပြီလူငယ်လေးတွေကလည်းအဲ့စာဖတ်အသင်းတွေမှာစာဖတ်ကြကြပြားတွေဖတ်ကြပေါ့နော်နောက်အကအသင်းတွေဒန်ဆာတွေဆိုပြီးတော့ရှိလာတော့လူငယ်တွေကအမားတို့ထက်ဆိုင်အမားတို့ကဒီအသင်းအဖွဲ့တွေလုပ်တယ်ဆိုတော့အမကျောင်းပြီးလို့2009ကျမှအမအပြင်မှာရောက်မှအသင်းအဖွဲ့တွေမှာဝင်ပြီးအသင်းအဖွဲ့ဆိုတာဘယ်လိုလုပ်ရတယ်လူတွေကိုဘယ်လိုကူညီရတယ်လူတွေကိုဘယ်လိုလုပ်ပေးရတယ်ဆိုတာတွေအမတို့နားလေလာတာဆိုတော့အခုခေတ်ကျောင်းသားကျောင်းသူတွေကအမတို့ထက်ဆိုင်အများကြီးတော်တယ်အများကြီးကိုပို့ပြီးတော့အခွင့်အရေးတွေအခွင့်အလမ်းတွေအများကြီးပို့ရှိလာတယ်အဲ့ရှိလာတဲ့အချိန်ကြတယ်ဘာတွေလဲဖြစ်တတ်လဲဆိုတော့အခွင့်အလမ်းတွေကများလုံးတဲ့အခါကျတော့လူငယ်တွေကအခွင့်အလမ်းတွေကိုဖမ်းဆုပ်ရင်းနဲ့ကိုတန်မိုးထားဖို့မေ့သွားကြတယ်အဲ့ဒီဟာတွေကိုအမတို့ကကြုံရတယ်ဆိုတော့ဒီနေ့အမကဘာတွေကိုပြောချင်လဲဆိုတော့အမကအမရဲ့ကိုကြီးအကျင့်ကိုဖတ်တယ်လို့ပဲအမရဲ့ live ကဆရာမကပြောတယ်ဆရာမရဲ့ကျွမ်းကျင်မှုကစာဖတ်တာနဲ့စာရေးတာတဲ့ဆရာမတဲ့အမကပို့တာတစ်ခုပဲရှိတယ်သူများကိုကူညီတဲ့နေရာမှာနည်းနည်းလေးပို့တာတယ်ပေါ့နော်ဆရာမတို့စာပေနဲ့ကိုညီတာအမကကျတော့လူတိုင်းသွားပြီးတော့ကလေးတွေចောင်းထားတာတို့လူတွေကိုဟောပြောတာတို့ပေါ့နော်အဲ့ဒါမျိုးတွေအမကပို့လို့တာအဲ့ဒါတိတိလေးပဲပို့တာတယ်ဆိုတော့အမတို့ရဲ့ကျွမ်းကျင်မှုကအဲ့ဒါပဲရှိတာဘာကြောင့်လဲဆိုတော့အမတို့ရဲ့ခေတ်အခြေအနေကိုအမတို့မှာဘာလဲဆိုတာကိုစဉ်းစားခွင့်မရဘူးပြောပြပေးမဲ့သူတွေလည်းအမတန်မှကိုအားနေတယ်စာပေဟောပြောပွဲတွေဆိုတာအခုခေတ်လိုမျိုးဘယ်ကိုသွားစာပေဟောပြောပွဲတွေစာရေးဆရာတွေမနာမနေသွားနေရတယ်လို့မျိုးလည်းမရှိခဲ့ဘူးဆိုတော့အခုခေတ်ကသင်ယူစရာတွေပုံများနေပြီပုံများနေတဲ့အတွက်အမကမောင်လေးညီမလေးတို့ဒီအထူးသဖြင့်မှားကြတာကတန်ဖိုးဆိုတဲ့စကားလေးပေါ့နော်ဆိုတော့ဒီနေ့အမပြောချင်တဲ့အကြောင်းအရာတွေကတန်ဖိုးလူငယ်တွေကိုတန်ဖိုးထားမှရမယ်လူတိုင်းမှာဖုန်းတွေရှိလားဟန်ဖုန်းတွေခုပါလားအမလည်းပါတယ်ဖုန်းတွေမှာဒီလို cover တွေပါလားအားလုံးပါတယ်နော်ဒီအရှိမရော cover တွေပါတယ်နော် cover တွေပါတယ်နော်အနည်းဆုံးဖုန်းတစ်လုံးက9000ကနေ12သိန်းထိရှိတယ်ဟုတ်တယ်နော်12သိန်းထိရှိတယ် iPhone ဆယ်မဖုန်းဆိုတော့ဈေးကြီးတယ်ဆယ်မဖုန်းဆိုရင်10သိန်းထက်မှရှိမှာပေါ့နော်ဆိုတော့ဖုန်းကတန်မိုးကြီးရင်ကြီးသလိုတန်မိုးနည်းရင်နည်းသလိုအမတို့ကြာသုံးကျင်တယ်မလားဟုတ်တယ်မလားကြာသုံးကျင်တယ်ဘာကြောင့်ဒီကာဗာကတ်တာလဲပွန်းသွားမှာဆိုလို့မလားအမတို့ဒီဖုန်းနောက်လေးပွန်းသွားရင်ဒီဖုန်းတကယ်လို့များပြုတ်ကြရင်ဒီဟာလေးနာမသွားရအောင်အမတို့ရှေ့ရလေးကတ်တယ်မလားအခုနောက်ပိုင်းဆိုပေါ်တယ်လေပြုတ်ကြရင်ဒါတွေဘာမှမဖြစ်ဘူးလို့ဘာညာကွိကွာတော့ဟုတ်တယ်မလားနော်ဒီကာဗာတွေလည်းအစုံပဲလေမျက်နှာမသမီးပုံနေရောဘာတွေရောဟုတ်တယ်နော်ဒီဖုန်းတစ်လုံးကထားပါတော့10သိန်းပေါ့နော်10သိန်းပဲထားပါတော့10သိန်းတန်တဲ့ဖုန်းကိုအမတို့ပွန်းမှာဆိုတယ်ကြာသုံးကျင်တယ်ဟုတ်တယ်နော်ကြာသုံးကျင်တယ်ခဏခဏထပ်ဝယ်ရရင်ပတ်စံကုန်တယ်အဲ့တော့အမတို့ဒီဖုန်းတွေကိုကာဗာတက်ကြတယ်ဟုတ်တယ်နော်ဆိုင်ကယ်စီးရင်ရောဘာလို့အထုံမဆောင်လားဆိုင်ကယ်စီးရင်ဘာလို့အထုံမဆောင်လားဖုန်းတစ်လုံးလောက်မှကိုယ့်ကိုမတန်ဘူးထင်လို့လားအမကုနာတက္ကသိုလ်တွေကိုဝင်လာတော့ဆိုင်ကယ်ပုံမှာ3ယောက်စီးလာတွေ့တယ်ကောင်မလေး2ယောက်နောက်မှထိုင်လာတယ်ကောင်လေးတက်ကရှေ့ကနေမောင်းလာတယ်ဝင်သွားတယ်ထွက်လာတဲ့ဆိုင်ကယ်တွေတွေ့တယ်အုတ်ထုံမပါဘူးဆိုင်ကယ်ဝါနေကျသွားရင်ခွက်ကတဲ့မလို့ခေါင်းကွဲသွားပြီးတေသွားနိုင်တယ်ဒီလိုမျိုးသိန်းချီတန်တဲ့ဖုန်း3သိန်းပဲထားဒီဖုန်းနော်3သိန်းတန်တဲ့ဖုန်းကိုတော့အမတို့ပွန်းမှာကြောက်ရင်အမတို့ခေါင်းတွေက3သိန်းထက်မတန်ဘူးလို့ထင်လို့လားသိကြလား3သိန်းတော့မတန်ဘူးလား3သိန်းထက်ပိုတန်တယ်မလားပိုတန်တယ်နော်ပိုတန်တဲ့ခေါင်းတွေကိုကာကွယ်ကြစမ်းပါဘယ်လောက်ရှိမှလဲဆိုင်ကယ်အုပ်ထုပ်တစ်လုံးက 5-6 ထောင်ပေါ့ဟုတ်တယ်မလားမောင်တော့ဆိုင်ကယ်မစီးလို့မသိဘူး 5-6 ထောင်ရှိမှာပါ
5-6ထောင်နဲ့အမတို့ကိုယ့်ကိုယ်ကာကွယ်တင်တယ်လို့မထင်ဘူးလားဆိုင်ကယ်အုပ်ထုတ်ဆောင်ကြပါနော်ဘာကြောင့်လဲဆိုတော့အမတို့နိုင်ငံမှာလူငယ်လေးတွေအများကြီးလိုတယ်တန်မိုးရှိတဲ့လူငယ်လေးတွေပို့ပြီးလိုတယ်တကယ်လို့များမောင်လေးတို့ညီမလေးတို့ဆိုင်ကယ်ပေါ်ကနေပြုတ်ကြလို့ခေါင်းကွဲသွားလို့အုံနောက်ကများ loose ဖြစ်သွားလို့ယူသွားရင်ယူသွားရလို့ရှိတာ